သူက90ခိုင်နှုန်းထောက်ပေးမှန်းသာပေးပြီးတော့ဝယ်တယ်ဆိုလို့ရှိရင်ဒီအခန်းကိုပေးရတဲ့လစဉ်ပေးမှန်းကဒီအခန်း90လောက်ပဲရှိတယ် square feet 180ဝန်းကျင်လောက်ရှိတာဖြစ်ပြီးတော့ဒီအခန်းကတော်တော်များများပြင်ဆင်ပြီးသားလို့ပြောလို့ရတယ်အကျန်းတယ်မဟုတ်ဘူးမီးလိုင်းတွေရေလိုင်းတွေလည်းအကုန်လုံးလုပ်ထားပြီးသားအောက်မှာပါကီးတွေဆိုလည်းခင်းထားပြီးသားသူရဲ့ pan house ကဒီတတိုင်းလုံးမှာတစ်ခန်းပဲရှိတဲ့ pan house ပဲဖြစ်ပါတယ်သူကဒီအခန်းတစ်ခုလုံးကိုအပြင်ပတ်လန်းနေပြီးတော့တောင်းလျှောက်ပြီးတော့သွားလို့ရတာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရောက်နေတဲ့နေရာကတော့ channel 100မရန်ကုန်ရှေ့ရက်ကွက်မှာရှိတဲ့မဟာဘောဂကွန်ဒိုကိုရောက်နေတာဖြစ်ပါတယ်မဟာဘောဂကွန်ဒိုဆိုတာသူ့ရဲ့လမ်းနာမည်ကလည်းမဟာဘောဂလမ်းဖြစ်ပြီးတော့ဒီ location လေးကတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီ location ရဲ့ဘယ်ဘက်ကိုသွားမယ်ဆိုလို့ရှိရင်ရီကူးပူရာယုံရှိတယ်ညဘက်ချမ်းမှာဆိုလို့ရှိရင်လည်းကဘာအေးဖျားလမ်းမပေါ်မှာရှိတဲ့စာတိုင်းမှတ်တိုင်ရှိတာဖြစ်တော့ဘယ်ဘက်သွားမှတ်တိုင်တွေဘူရာတွေနဲ့လည်းအကုန်လုံးလည်းနီးတယ်ပြီးလို့ရှိရင်မြင်းတဲ့အတိုင်းပဲကားပါကင်ဆိုလို့ရှိရင်လည်း9စီးလောက်အေးဆေးဆေးရဲလို့ရတာရှိတယ်ကိုပိုင်မီတာရှိတယ် BCC ကြာပြီးသားဖြစ်တယ်ခရမ်းမြေပေါ်မှာစောက်ထားတာဖြစ်ပြီးတော့ကိုပိုင် generator လည်းရှိတယ်တက်စစ်မီလိုအပ်တဲ့အချိန်တွေမှာဆိုလို့ရှိရင်လည်း generator ကိုနှိုးပြီးတော့ဓာတ်လေကားတွေဘာတွေလည်းအေးဆေးသုံးလို့ရတယ်လို့သိထားတယ် security လည်းရှိတယ် CCTV တွေလည်းရှိတယ်ဒီလိုမျိုး facility တွေနဲ့ပြည့်နေတဲ့မဟာဘောဂကွန်ဒိုမှာဆိုရင်ရောင်းစရာအခန်းကနှစ်ခန်းပဲရှိတော့လို့ပြောလို့ရတယ် second floor မှာရှိတဲ့ 2A ရဲ့ pan house တော့ကြည့်အောင်နောက်တစ်ခုရှိသေးတယ် higher ပါချင်းစင်လည်းဝယ်လို့ရတယ်ဘန်နဲ့ချိတ်ပြီးတော့အခုကျွန်တော်ဝင်လာတာကတော့မဟာဘောဂကွန်ဒိုရဲ့နံပါတ် 2A ဆိုတဲ့အခန်းဖြစ်တယ် square feet 180ဝန်းကျင်လောက်ရှိတာဖြစ်ပြီးတော့ဒီအခန်းကတော်တော်များများပြင်ဆင်ပြီးသားလို့ပြောလို့ရတယ်အကျန်းတယ်မဟုတ်ဘူးမီးလိုင်းတွေရေလိုင်းတွေလည်းအကုန်လုံးလုပ်ထားပြီးသားအောက်မှာပါကီးတွေဆိုလည်းခင်းထားပြီးသားပြီးရင်ဒီနေရာမှာဆိုရင်ဒါဧကန်ပေါ့ဝင်ချင်းနေရဧကန်မှာဆိုလို့ရှိရင်လည်းဒီမှာ TV တွေပါထားလို့ရတဲ့စင်တွေဒီထဲမှာထားလို့ရမယ်မှာပစ္စည်းထားလို့ရမယ်အန်ဒရွဲလေးတွေဒါတွေအကုန်လုံးသူကပြင်ဆင်ထားပြီးသားအပြင်ကိုဒီနေရာမှာဆိုလို့ရှိရင်လည်းဒါဖះเจ้าဆောင်ထားဖို့အတွက်နေရာလေးလဲသူကတခါတည်းသီးသန့်လေးလုပ်ပေးထားတယ်အဲ့တော့မိမိဘယ်နေရာမှာဆိုတာတိတ်ပြီးတော့စဉ်းစားနေစရာမလိုဘဲနဲ့တခါတည်းဖះเจ้าဆောင်နေရာတွေပါထည့်သွင်းပြီးတော့စဉ်းစားပေးတာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီကောင်ကဧကန်ကကြည့်လိုက်လို့ရှိရင်ဟိုဘက်တစ်ချမ်းလုံးကလေဝင်လေရွက်ကောင်းအောင်လို့ပဒင်းပေါက်တွေမှန်နေတော်တော်များများကိုသုံးထားတာကိုတွေ့ရတယ်အဲ့တော့တဘာဝ light natural light လေးလေးရတယ်ဒါပေမဲ့လိုက်ကဘိုးကတော့တော်တော်ကုန်မဲ့သဘောမှရှိရဲတချမ်းလုံးဒီပါလိုက်ကတွေဖြည့်ရမှာပဲဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့ဒီအခန်းရဲ့အကျယ်ဝန်းလေးလဲကျွန်တော်တစ်ချက်လောက်ကြည့်အောင်အဲ့တော့ကျွန်တော်ဒီမှာမီတာလေးလဲယူလာတယ်ဖွင့်လိုက်မယ်ဒီကနေထောက်လိုက်မယ်12.3 ပေလို့ပြထားတယ်ပြီးတော့ကျတော့ဒီကောင်ကလည်း4လက်မ3လက်မဝန်းကျင်လောက်ရှိတာဖြစ်တဲ့အတွက်12ပေခွဲဝန်းကျင်လောက်ရှိတယ်လို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်ဒီနေရန်နေပြီးဟိုဘက်နေရန်အထိတိုင်းကြည့်လိုက်တယ်ဆိုလို့ရှိရင်16.89 ပေရှိတယ်ဆိုတော့18ပေလောက်ရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီဧကန်ကြီးက12ပေခွဲ18ပေလောက်ရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ဧကန်တစ်ခုအနေနဲ့ဆိုရင်တော်တော်လေးကျယ်တယ်လို့ပြောလို့ရတယ်ကျွန်တော်ခုနပြောသလိုပဲဒီနေရာမှာ TV ထားမယ် TV ရဲ့မျက်နှာချင်းတိုင်းမှာ set ဒီလေးထားမယ် sofa လေးထားမယ်ကိုနားလေးမှာ dining table လေးထားလို့ရသေးတယ်မိသားစု4ယောက်စားအဲ့လောက်ဝင်းကျင်လောက်လေးကိုကောင်းကောင်းကြီးထားလို့ရတဲ့အခြေအနေရှိတယ်အဲ့ဒီအပြင်ကျွန်တော်ခုနပြောရဒီနေရာကြီးတွေ့လားအကုန်လုံးကဗရင်ပေါက်ကတောက်လျှောက်ဒါကတော့အသေးပေါ့ဗျာဒီဗရင်ပေါက်တွေကဖွင့်လို့ရတယ်ပြီးလို့ရှိရင်ဝရဏာထွက်တဲ့အပေါက်ကလည်းဖွင့်လို့ရတာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာ natural light ကကောင်းကောင်းကြီးကိုရတာပဲဖြစ်ပါတယ်ပြီးရင်ဒီကောင် ceiling height လည်းတော်တော်မြင့်တယ်လို့ပြောလို့ရတယ် ceiling height လေးပါတိုင်းကြည့်အောင် okay 9.4 9ပေခွဲလောက်ရှိတယ်အဲကြောင့်မလို့တော်တော်အသက်ရှူချောင်တယ်လို့ပြောလို့ရတယ် okay အထဲမှာဆိုလို့ရှိရင် one single bedroom ရယ် one master bedroom လည်းရှိတယ်တော့ကြည့်အောင်living room ပြီးတဲ့အချိန်မှာကျွန်တော် bedroom နှခမ်းကိုကျွန်တော်ပြရမှာဖြစ်တယ် bedroom နှခမ်းမတိုင်ခင်မှာဒါသူ့ရဲ့ walkway ပေါ့ဒါကတော့သူ့ရဲ့လေကကွင်ဖြစ်တယ်လေကကွင်ရဲ့အတွင်းကိုစပြီးတော့တိုင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်9ပေနီးပါးလောက်ရှိတယ်ဗျာကျွန်တော်ခုနကတိုင်းကြည့်လိုက်တာโอเคဒီအကျယ်က6.8လို့ပြရတယ်6.8ဆိုတော့9ပေစွန်းစွန်းလေးရှိတယ်ဘာလို့ဆိုတော့ဒီကောင်က4လက်မလောက်ကျယ်သေးတာဖြစ်တယ်အဲ့တော့ဝင်ချင်းမှာဆိုရင်ဒါရိုးရိုးစင်ငယ်တခန်းဖြစ်တယ်ပြီးရင် तू ကဒီနေရာလေးမှာတကယ်တမ်းတော့ तू က dining table ကိုဒီနေရာမှာထားခြင်းတယ်ဆိုလဲရတယ်အဲ့လိုမှမဟုတ်သေးဘူးဒီနေရာမှာအလုပ်စပွဲလေးထားမယ်ဆိုရင်လည်းရတယ်ဆိုတဲ့ပုံစံမျိုးလေးကို तू ကဖော်ပြထားတယ်ဒီမှာကွန်ပျူတာတွေပါထားမယ်ဒီပေါ်မှာစာအုပ်တွေပါထားမယ် file တွေထားမယ်စသဖြင့်ဒီနေရာလေးကဒါအလုပ်စပွဲလေးဖြစ်သွားပြီးရင်ဒီရှိတဲ့မှာဆိုလို့ရှိရင်အိတ်ခမ်းလေးဖြစ်သွားအိတ်ခမ်းလေးဝင်ကြည့်အောင်အိတ်ခမ်းလေးဒါတော်တော်မစိုးဘူးလို့ပြောလို့ရတဲ့အခြေအနေရှိတာပေါ့အိတ်ခမ်းလေးလည်းတစ်ချက်လောက်တိုင်းကြည့်အောင်မီတာလေးနဲ့8.2ဆိုတော့8ပေခွဲဒီပါလောက်ရှိရလို့ပြောလို့ရတယ်ဒီလိုအကျယ်ကပြီးလို့ရှိရင်ဒီလိုလျားလေးတိုင်းကြည့်လိုက်မယ်8.8ဆိုတော့9ပေအဲ့တော့9ပေပတ်လည်ဒီပါလောက်ရှိတယ်ဒီကိုတကယ်နေရမယ့်အတွင်းသားပေါ့နော်ဒီတိုင်နေအုပ်ရိုးတွေထဲထွက်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါ10ပေပတ်လည်လောက်ရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီလားကတော့ single အခန်းဖြစ်တယ်ဟိုဘက်မှာ master အခန်းရှိတယ်အဲ့လေးပါသွားကြည့်အောင်လားဟိုဘက် master အခန်းဘက်ကိုမသွားခင်မှာဆိုရင်ဒီမှာသူက kitchen ရှိတယ် kitchen ဆိုလည်းအကုန်လုံးပြင်ဆင်ထားပြီးသား basin တွေလည်းထည့်ထားပြီးသားညော်ဆုံးဆက်တွေလည်းထည့်ထားပြီးသား cabinet တွေလည်းအကုန်လုံးလုပ်ထားပြီးသားအခြေအနေကိုတွေ့ရမယ်ပြီးလို့ရှိရင်ဒီနေရာမှာဝစ်ရှော့ဆက်ထားမယ်ဆိုလဲတော့တခါတည်းထားလို့ရတယ်ရေပေါက်ကောရေထွက်ပေါက်ကောတခါတည်းသူစီစဉ်ထားပြီးတာဖြစ်တဲ့အတွက်ဝစ်ရှော့ဆက်ထားဖို့နေရာလေးလဲသူပြင်ဆင်ထားပြီးသားဒီအပြင်ကိုထွက်မယ်ဆိုလဲဒီကနေပြီးတော့ထွက်လိုက်ရုံပဲဒါ emergency exit ဖြစ်တယ်ဒီမှာ
โอเคပြီးရင်ဒီဘက်မှာကျတော့ common band and WC ရှိတယ်ဧည့်သည်တွေပါလာတာတို့ဘာလို့ဆိုလို့ရှိရင်လည်းဒီဘက်မှာသုံးလို့ရတယ်လားဒီဘက်ထဲကိုဝင်ကြည့်အောင်ဒါကမာစာအခန်းโอเคဒီအခန်းကတော့မာစာအခန်းဖြစ်ပြီးတော့သူ့ရဲ့အကျယ်ဝန်းကိုတိုင်းကြည့်ရမယ်ဆိုရင်10.164เนาะ10.164ဆိုတော့10ပေစုံစုံလေးရှိမယ်ဒီကောင်လည်းပိုကျယ်တာဟုတ်အဲ့ဒါပြီးရင်ဒီဘက်ကိုတိုင်းမယ်ဆိုရင်8.8ဆိုတော့9ပေလောက်ရှိ10ပေ9ပေပေါ့เนาะအကျန်းမြင့်အဲ့လိုပြောလို့ရတယ်ပြီးလို့ရှိရင်ဒီအခန်းကလည်းဗတင်းပေါက်ရှိတယ်ပြီးလို့ရှိရင်သူကရေချိုးခန်းအိမ်သားလည်းတခါတည်းကြွေပြားတွေပါကတ်ထားပြီးသားပြီးရင်အပေါ်မှာရေဘူးရေအေးဆက်တွေလည်းတက်ထားပြီးသားဖြစ်တဲ့အတွက်တခါတည်းသုံးလို့ရတယ်သုံးမယ်ဆိုရင်ဒီမှာကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းတွေပါထည့်လိုက်ပြီးတော့တခါတည်းသုံးရုံပဲပြီးလို့ရှိရင်လူတွေအတွက်အဓိကလိုအပ်ချက်ရှိတဲ့ပလက်ပေါက်တွေအဲ့ရရဲ့ဘေးဖေးညာနှစ်ခုစလုံးမှာပလက်ပေါက်တွေထားပြီးခြင်းအပြင်ဒီမှာဖုန်းတွေပါအားသွင်းမယ်ဆိုလည်းတခါတည်းအားသွင်းလို့ရတယ်မိချိုးတွေအကုန်လုံးလည်းအမြုပ်တွေကြီးပဲတခါတည်းလုပ်ပေးတာအဲ့ဒါလေးတော်တော်လေးမစိုးဘူးလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒါကတော့2way အခန်းကိုကြည့်တာပြီးသွားပြီပန်းဟောက်တွေသွားကြည့်အခုကတော့ကျွန်တော်ရှစ်လွာမှာရှိတဲ့ပန်းဟောက်ကိုကျွန်တော်ရောက်လာတာပဲဖြစ်ပါတယ်သူရဲ့ပန်းဟောက်ကဒီတတိုင်းလုံးမှာတစ်ခန်းပဲရှိတဲ့ပန်းဟောက်ပဲဖြစ်ပါတယ် square feet ကိုပြောမှဆိုလို့ချင်း1400ဝန်းကျင်လောက်ကျယ်ဝန်းတာဖြစ်ပြီးတော့သူကဒီအခန်းတစ်ခုလုံးကိုအပြင်ပတ်လန်းနေပြီးတော့တောင်းလျှောက်ပြီးတော့သွားလို့ရတာပဲဖြစ်ပါတယ်ဒီပန်းဟောက်မှာဆိုလို့ရှိရင်အခုဒီမှာဓာတ်လေကားနေထွက်လာခြင်းကိုအခန်းနှစ်ခန်းတွေ့ရမှာဖြစ်တယ်ဘယ်ဘက်ချမ်းမှာအခန်းအသေးလေးတစ်ခုရှိတယ်အဲ့ဒါလေးရင်ကြည့်အောင်လားဒီအခန်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်တချို့လူတွေကတော့ဒီအခန်းကို store လုပ်မယ်တို့ဧည့်သည်တွေပါလာလို့ရှိရင်ထားမယ်ဒီလိုမျိုးစဉ်းစားတာကျွန်တော်ကတော့ဒီအခန်းဆိုလို့ရှိရင်ကျွန်တော် gym room လေးလုပ်တယ်ဆိုလို့ရှိရင်ဟာဒီမှာပြေးတဲ့ဆက်ထားမယ်စပိန်နဲ့ဆက်ထားမယ်ပြီးလို့ရှိရင် weight တုံးတွေပါထားမယ်ဆိုလို့ရှိရင်မနက်ခင်းဆိုလို့ရှိရင်ကိုယ့်အိမ်ထဲမှာကို gym ကောင်းကြီးစုပ်လို့ရတယ်အကျယ်ဝန်းလေးလည်းကျွန်တော်တစ်ချက်တိုင်းပြကျယ်ဝန်းကိုတိုင်းကြည့်မယ်ဆိုလို့ရှိရင်9ပေခွဲ9.58ဆိုတော့10ပေနီးပါးရှိတယ်ဒီကောင်းကိုထပ်တိုင်းမယ်ဆိုရင်9.3ဆိုတော့9ပေခွဲလောက်ရှိတယ်အဲ့တော့9ပေခွဲ10ပေလောက်ရှိတဲ့အခန်းတစ်ခန်းကို gym room ဖြစ်တဲ့ကျွန်တော်သုံးလို့ရတယ်အဲကွန်းတွေပါမတက်ချင်ဘူးဆိုတော့တက်စရာမလိုပဲနဲ့တဘာဝလေပဲအကုန်လုံးပတင်းပေါက်တွေဖွင့်လာလိုက်လို့ရှိရင်လောကဒီအခန်းလေးကတော်တော်လေးကိုလေ့ကျင့်ခန်းတွေပါလုံးမယ်ဆိုရင်တော်တော်လေးလုံးလို့ကောင်းမယ်အခန်းတစ်ခန်းလို့ယူဆရတယ်ကဲလာဒီဘက် main ကိုစကြည့်အောင်โอเคဒီဘက်ကmain အခန်းကိုဝင်မယ်ဆိုလို့ရှိရင်ဝင်ချင်းရဲ့ညာဘက်ချမ်းမှာဆိုလို့ရှိရင်သူက DV တွေပါတခါတည်းခွဲထားတာကိုတွေ့ရတယ်ဝင်တဲ့အပေါက်တွေဆိုလို့ရှိရင်လည်းမှန်နေနဲ့လှုပ်ထားတာဖြစ်တော့ဒီကောင်မိုက်တော့မိုက်တယ်ရုံကမ်းမဲလို့အိမ်ကမ်းမဲလို့တော်တော်လေးအဆင်ပြေနိုင်တယ်လို့ယူဆတယ်အဲ့တော့ဒီဓာတ်လေကားခွင်နဲ့ဒီဘက်နေရန်ကြားကအကျယ်ဝန်းဘယ်လောက်ရှိလဲဆိုတာလေးကျွန်တော်တစ်ချက်လောက်တိုင်းကြည့်အောင်9.28ဆိုတော့9ပေခွဲနီးပါးလောက်ရှိတယ်ဒီလိုအကျယ်ကတော်တော်လေးမစိုးဘူးလားသူကဒီခန်းကြတော့သူက raw ပဲနော်မီးလိုင်းတွေပါတော့အကုန်လုံးလှုပ်ထားပြီးသားအဲကွန်ပေါက်တွေပါတခါတည်းလှုပ်ထားပြီးသားဘာမှစဉ်းစားကြမလို့ပလက်ပေါက်ကောက်ထိုးလိုက်ရုံပဲဘာမှမီးလိုင်းတွေပါထပ်ပြီးတော့ပြင်စရာမလိုအဲကွန်ပေါက်ဆိုရင်ကျွန်တော်မြင်တာဒီမှာတစ်ပေါက်ထားရတယ်ဒီနေရာမှာတစ်ပေါက်ထားရတယ်ပြီးဟိုးဘက်မှာတစ်ပေါက်ထားရသေးတယ်ဟိုးမှာကစ်ချင်ရဲ့အပေါ်မှာတစ်ပေါက်ထားရသေးတယ်ဆိုတော့ကျွန်တော်သာဒီအခန်းကိုသာဝယ်ဖြစ်တယ်ဆိုရင်ပဲပြောပြတာနော်အဲ့လိုမျိုးဒီနေရာကိုကျွန်တော်ပိတ်ပြီးကာလိုက်ဟုတ်လို့ရှိရင်ဒီ living room ကြီးကအကျယ်ကြီးဖြစ်နေမှာပေါ့နော်အဲ့တော့ကျွန်တော်သာဆိုရင်ဒီနေရာကိုပိတ်ပြီးတော့ကာလိုက်မယ်ဘယ်ထိပိတ်လိုက်မလဲဆိုတော့ဒီဘက်တိုင်ထိကျွန်တော်ပိတ်လိုက်ဒီဘက်တိုင်ထိပိတ်လိုက်ပြီးတော့ဒီနေရာမှာထပ်ပြီးတော့ပိတ်လိုက်ဒီဘက်ကိုတကားထားရင်လည်းထားမှာပါဗျာတကားထားလိုက်တယ်ဆိုရင်အခုကျွန်တော်မတက်ရက်နေတဲ့နေရာကြီးကဒါ TV တွေပါထားမယ်ဆိုထားလို့ရပါအဲ့အခြေအနေလေးရှိတယ်ပြီးရင်ဒီနေရာက master bedroom ဖြစ်သွားမှာဘာကြောင့်လဲဆိုတော့အထဲမှာရေချိုးခန်းအိမ်သာတစ်ခါတည်းရှိတယ်ဒီမှာရေချိုးခန်းအိမ်သာရှိပြီးလို့ရှိရင်ဒီအားကြတော့အပြင်ကိုထွက်တဲ့အပေါက်ဖြစ်တယ်အကယ်၍ဒီနေရာကိုကျွန်တော်အိတ်ခမ်းသာလုပ်မယ်ဆိုရင်ဒါကိုကျွန်တော်မှန်တဲ့တကားပေါက်လုပ်လိုက်အောင်မှန်တဲ့တကားပေါက်လုပ်လိုက်လို့ရှိရင်အေးကနိုးရနဲ့ရှိုးလိုက်လို့ရှိရင်ဟာအပြင်မှာတော်တော်လာရနော်အပြင်မှာဆိုလို့ရှိရင်ဒီကနေကြည့်လိုက်လို့ရှိရင်ကဘာကြီးဖျားလမ်းမပေါ်ဟိုမှာမိုးလေဝသတိုင်တို့ဆွဲတော်စီဒီတို့ပြီးလို့ရှိရင်ဒီနောက်ကဒါလည်းဝေဒနာလမ်းမတို့ဟာဒါတွေအကုန်လုံးကိုဒီကနေတခါရဲရှိုးလို့ရတယ်ကိုအိတ်ခမ်းတွေထွက်လိုက်တာနဲ့ဒီ view ကြီးကိုမြင်ရမိုက်တယ်နော်โอเคဒါကတော့ဒါကိုယ့်ရဲ့စိတ်မှန်းတဲ့အိတ်ခမ်းတစ်ခန်းဖြစ်ပြီးတော့ဒီနေရာကြီးကဒီမှာ kitchen နေရာအကျယ်ကြီးပဲ kitchen နေရာအကျယ်ကြီးရှိတယ်အကယ်၍သာကျွန်တော်သာဆိုရင်ခုနပြောတဲ့ဟာဆိုရင်ဒီနေရာမှာဒါ dining table တွေပါတွေကဒီနေရာမှာထားပါအခုကျွန်တော်အခုဒီတိုင်နားလေးမှာဒါ dining table တွေပါဒီနေရာမှာထားမယ် kitchen ကိုဒီမှာထားမယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီမှာအနောက်မှာဆိုလို့ရှိရင် common bed and WC ရှိသေးတယ်နော်ရေချိုးခန်းအိမ်သားလေးဒီမှာရှိသေးတယ် shower တွေဒီပိုင်းလေးဟောသူက heater တွေပိုင်းလည်းထည့်ပေးတာပြီးသားဗျ water heater တွေပိုင်းလည်းသူကတစ်ခါတည်းထည့်ထားပေးပြီးသားဖြစ်တယ်ပြီးရင်ထပ်ပြီးတော့ကွန့်ကျင်သေးတယ်ဆိုလို့ရှိရင်ကျွန်တော်ငြိမ်ငြိမ်မနေနိုင်ဘူးကွန့်ကျင်သေးတယ်ဆိုရင်ဒီနေရာကိုတစ်ခါထပ်ပြီးတော့ကာလိုက်လို့ရတယ်ဒီနေရာကိုထပ်ပြီးကာလိုက်လို့ရတယ်ဒီနေရာကိုသာထပ်ပြီးကာလိုက်ရင်ဒီနေရာလေးကအလုံးလုံးတဲ့ space နေရာလေးဖြစ်သွားလိမ့်မယ်ကာကျင်လဲကာပေါ့ဗျာမကာကျင်လဲမကာနဲ့ပေါ့ကျွန်တော်ဆိုရင်အလုံးလုံးတာတယောက်တည်းအလုံးလုံးရတာတီးတန်းကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်သာဆိုရင်ဒီနေရာကိုကာလိုက်ဒီတိုင်ကနေစပြီးတော့ကာလိုက်
ကာလိုက်တယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့လုံးလုံးတဲ့ space နေရာဖြစ်သွားမှာဖြစ်ပြီးတော့အခုကျွန်တော်နောက်ဆုံးလိုက်ပြမှာတော့ဒီ penthouse တစ်ခုလုံးမှာနှလုံးအသေးဖို့လို့ပြောလို့ရမယ့်နေရာလေးတစ်ခုရှိသေးတယ်ဒီနေရာပါပဲlight tray တွေပိုင်းတစ်ခါလေးထည့်ထားပြီးသားဒီနေရာပဲဒါကြီးကလုံးဝအိတ်ခင်းလုပ်လိုက်လို့ရတယ်အိတ်ခင်းလုပ်လိုက်လို့ရတယ်ဒီမှာဗရဲပေါက်တွေလည်းရှိတယ်တော့တကားပေါက်တွေလည်းရှိတယ်လေဝင်လေထွက်လည်းကောင်းတယ်အလင်းရောင်လည်းရတယ်ရှယ်ပဲဗျာကိုအိတ်ခမ်းကနေပြီးဒီလိုအပြင်ကိုထွက်လိုက်တာနဲ့ဟိုမှာဝေဇနာလမ်းမကြီး Innocity KEA ကွန်ဒိုဒီဘက်ကနေ line show လိုက်မယ်ဆိုလို့ရှိရင်လည်း Diamond Air ကွန်ဒိုဒီဘက်ကိုဆက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကဘာကြီးဖျားလမ်းမကြီးဒါတွေအကုန်လုံးကိုအိတ်ခမ်းကနေထွက်လိုက်တာနဲ့အကုန်လုံးမြင်ရမှာဖြစ်တယ်အဲ့တော့ပြီးရင်အခုကျွန်တော်ဒီမှာရောက်နေတဲ့ walkway ပေါ့အခုဒီ walkway ကလည်းဘယ်လိုတာဝါလဲဆိုတော့ဒီကနေပတ်လိုက်လို့ရှိရင်ဒီ penthouse တစ်ခုလုံးကိုတစ်ဖက်လေပြီးတော့ပတ်လိုက်လို့ရတယ်ဒီကနေစပြီးတော့ပတ်လိုက်လို့ရှိရင်ခုနပြောတဲ့ kitchen နေရာတွေရောက်မယ် kitchen ကနေတခါဟိုဘက်ကိုဆက်သွားမယ်ဆိုရင်ကျွန်တော် master bedroom ကန့်မယ်ဆိုတဲ့နေရာကိုထပ်ရောက်မယ် master bedroom ကနေပြီးတော့ဘယ်ဘက်ကိုတခါထပ်ချိုးလိုက်လို့ရှိရင်ခုနပြောတဲ့ condo ကနေပြီးတော့တက်လာခြင်းဓာတ်လေကနေတက်လာခြင်းဘယ်ညာခွဲတဲ့နေရာကိုထပ်ရောက်မယ်အဲ့နေရာကနေတခါထပ်ကွေးလိုက်လို့ရှိရင် gym room ကိုရောက်အဲ့လိုမျိုးကိုလှည့်ပတ်ပြီးသွားလို့ရတဲ့ walkway မျိုးကိုပိုင်ဆိုင်တာပဲဖြစ်ပါတယ်အဲ့ကြောင့်မလို့ဒီဗီဒီယိုလေးရဲ့အနှစ်ချုပ်ကိုပြောပြဒီဗီဒီယိုလေးရဲ့အနှစ်ချုပ်ကိုပြောရမယ်ဆိုရင်ဒီ condo ကအားသာတာသူက location ကတော်တော်လေးအားသာရလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့အခုဒီအပေါ်ရောက်တော့မှပို့ပြီးတော့သိတာတယ်ဒီဘောကနေကြည့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဝေဇနာလမ်းမကြီးကိုလည်းသုံးလို့ရတယ်ကဘာကြီးဖျားလမ်းမကြီးအဲ့လမ်းမကြီးနှစ်ခုရဲ့ဂျားထဲမှာရှိတယ်အဲ့လမ်းမကြီးနှစ်ခုရဲ့ဂျားထဲမှာရှိတာဖြစ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်လည်းရေကူးပူတာရုံရှိတယ်ကဘာကြီးဖျားလမ်းမဘက်မှာဆိုလို့ရှိရင်လည်းစာတိုင်းမှတ်တိုင်ရှိတယ်ဒါကတော့ public transportation သုံးမဲ့လူတွေအတွက်ဆိုလို့ရှိရင်အဆင်ပြေတာဖြစ်ပြီးတော့ကိုယ့်အကိုကားနဲ့သုံးမဲ့ဆိုလို့ရှိရင်လည်းကားပါကင်လည်းအဆင်သင့်ရှိတယ်သွားလာတာတွေလည်းအကုန်လုံးလွယ်တယ်ဒီနားပတ်ဝန်းကျင်မှာဆိုရင် international school တွေလည်းရှိတယ်ဈေးရုံတွေလည်းရှိတယ်စာသင်ကျောင်းတွေလည်းရှိတယ်အကုန်လုံးကြိုက်တာပြောအကုန်လုံးကိုနီးနီးနားနားလေးအကုန်လုံးသွားလို့ရတာဖြစ်ပြီးတော့ဒီကနေပြီးတော့ကျွန်တော်တို့လေစိတ်ပဲသွားမလားဒီကနေပြီးတော့ software ကုန်းပဲသွားမလားဒီကနေပြီးတော့တခါတောင်းလာဘက်တွေပဲသွားမလားအကုန်လုံးနီးတယ်ဗျာဒီလားဒီနေရာ location ကိုပြောပါဆိုလို့ရှိရင်တော်တော်လေးကိုအားသာချက်ရှိတယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဆိုလို့ရှိရင်တောင်းလာလဲကြိုက်တယ်၊မယန်းကုန်းလဲကြိုက်တယ်၊လှိုင်လဲကြိုက်တယ်။အဲ့ဒီနေရာတွေဆိုလို့ရှိရင်ကျွန်တော်တို့ကတော်တော်လေးကို family ဖြစ်တယ်လို့ကျွန်တော်ခံစားရတာပဲဖြစ်ပါတယ်။ပြီးလို့ရှိရင်အထူးသဖြင့်တော့ဒီ penthouse ကပို့ပြီးသဘောကျဖို့ကောင်းတယ်။ဒီဟာဆိုလို့ရှိရင်ကျွန်တော်ခုနပြောတဲ့ view တွေအကုန်လုံးကိုတခါတည်းခံစားလို့ရမှာဖြစ်ပြီးတော့အဲ့လိုမှမဟုတ်ဘူးကွာ။ဘတ်ဂျက်လည်းနည်းနည်း short ခြင်းတယ်အမောင့်လည်းအများကြီးမသုံးချင်ဘူးဆိုလို့ရှိရင်ခုနပြောတဲ့ 2A အခန်းလေးကလည်းအကုန်လုံးပြင်ဆင်ထားပြီးသားဖြစ်တယ်။ကိုယ့်ရဲ့ furniture လေးတွေကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းလေးတွေယူလာလိုက်ပြီဆိုတာနဲ့တခါတည်းတက်ပြီးတော့နေလို့ရတာပဲဖြစ်ပါတယ်။အဲ့မှာအရေးကြီးဆုံးချက်ကပေးမှန်ပဲဖြစ်ပါတယ်။ပေးမှန်ကိုပြောပါဆိုလို့ရှိရင်လည်းကြိုက်တဲ့ဘန်ပေးမှန်နဲ့ fully payment ပေးလို့ရတာအပြင်30% down payment ပေးပြီးတော့နှစ်ရှည်အရစ်ကြလဲဝယ်လို့ရတယ် AYA ဘန်နဲ့ချိတ်ဆက်ပြီးတော့အဲ့ဒါတော်တော်လေးအားသာတယ်ကျွန်တော်တို့လိုမျိုးပေါ့နော်ငွေလုံးရင်းကိုတခါတည်းမသုံးချင်တဲ့သူတွေအတွက်ဆိုရင်အဲ့ဒါအရန်အားသာရလို့ပြောလို့ရတယ်ကျွန်တော်ခုနဒီကိုရောက်တဲ့အချိန်မှာ calculation တွေကျွန်တော်ခောက်ပြီးသွားပြီဒါ1 square feet ကိုတန်ဖိုးက4သိန်းဝန်းကျင်လောက်ရှိတာဖြစ်ပြီးတော့သူက90% down payment သာပေးပြီးတော့ဝယ်တယ်ဆိုလို့ရှိရင်ဒီအခန်းကိုပေးရတဲ့လစဉ် payment ကဒီအခန်း9000လောက်ပဲရှိတယ်ငါးသလောက်ကိုနည်းနည်းတော့ပိုတယ်ပေါ့ဗျာငါးသလောက်ကိုနည်းနည်းလေးပိုတာအချိန်ကာလတစ်ခုမှဆိုလို့ရှိရင်ဒီအခန်းကိုကျွန်တော်ပိုင်ဆိုင်သွားမှာဖြစ်တယ်အဲ့ဒါကတော်တော်လေးအားသာတယ်ဘာကြောင့်လဲဆိုတော့အခုလိုမျိုး mini condo တိုင်းက higher purchase နဲ့ဝယ်လို့ရချင်မှရလိမ့်မယ်အခုကျွန်တော်ရောက်နေတဲ့မဟာဘောဂ condo ကတော့ higher purchase နဲ့ဝယ်လို့ရတာဖြစ်တဲ့အတွက်တော်တော်လေးကိုအဆင်ပြေလို့ပြောလို့ရတယ်ဒါကြောင့်မို့လို့ဒီအခန်းတွေကိုလာကြည့်နေတာပဲဖြစ်ဖြစ်ဈေးနှုန်းစုံစမ်းနေတာပဲဖြစ်ဖြစ်လာပြီးတော့ဈေးနှုန်းဆိုင်နေတာပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းမေးမြန်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်အောက်မှာဖုန်းနံပါတ်လေးကျွန်တော်ဖော်ပြပေးထားပါတယ်အဲ့ဖုန်းနံပါတ်ကိုဆက်သွယ်စုံစမ်းမေးမြန်းလို့ရတယ်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပြသည်ကျွန်တော်ကတော့သိသွားပါဒါပေမဲ့ဒီဟာကြီးကြတော့အဲ့လိုဖြစ်သွားမှာအဆင်ပြေလားဟုတ်ဖြစ်တယ်ဗျာကိုယ်စားလိုက်မှတိုင်းဟုတ်နော်